ကဘာလောကကြီးမှာအခုဒီစက္ကန့်အတွင်းမှာတည်တဲ့လူဘယ်နှယောက်လောက်ရှိမယ်ထင်လဲပျက်စီးနေတာအရင်စက္ကန့်ကတည်တဲ့လူဘယ်နှယောက်ရှိမလဲအဲ့ဒီအရင်စက္ကန့်ကတည်တော့စက္ကန့်တိုင်းမှာတစ်စက္ကန့်ကိုမြင်ကြည့်လိုက်လူထောင်းချီပြီးတော့ဝုန်းကနေလဲသွားတယ်လို့မြင်ကြည့်လိုက်ကဘာလောကဒါလူကိုပြောတာတခြားသောတိဋ္ဌံတတ္ထဝါတွေမပါသေးဘူးပျက်စီးနေတဲ့လောကဆိုတော့မြင်အောင်ကြည့်ဆိုအဲ့ဒါကိုပြောတာနောက်တစ်စက္ကန့်မှာတည်တဲ့မသားတန်းစီနေဘယ်လောက်ရှိမလို့တကဘာလုံးကိုကြည့်လိုက်နောက်တစ်စက္ကန့်မှာတည်တဲ့လူဘယ်နှယောက်ရှိမလို့အဲ့ဒီနောက်တစ်စက္ကန့်မှာတည်တန်းစီနေကြတဲ့အကုန်လုံးဘာလုပ်နေကြအောင်သေဖို့တန်းစီနေကြဟုတ်တယ်မို့လားကိုလှည့်ပဲတော့ရောက်မှာတော့မသိဘူးနော်အခုကျုပ်တို့ကလည်းဘာလုပ်နေကြလဲတန်းစီစောင့်နေကြတာဟုတ်လားတန်းစီပြီးတော့စောင့်နေကြနော်အဲ့တော့ပညာရှိတဲ့လူတွေဟာတဲ့လောကရဲ့သဘာဝကိုသိပြီးတော့မစိုးရိမ်ကြဘူးလောကရဲ့သဘာဝဘာတော့ဧဝမဘတော်လောကမိစုနာသဇရာယသလောကဆိုတာအိုခြင်းသေခြင်းရဲ့ကျက်စားရာသဘာဝတရားအဲ့ဒါကိုပညာရှိတဲ့လူကသိတဲ့အခါမှာတတ္တမဒီရာနာသောစံတိသူ့မှာစိုးရိမ်နေဆိုတာမရှိဘူးတဲ့ဒါကျန်ရတဲ့ပုဂ္ဂိုလ်တွေအတွက်ချစ်ကြခင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ရံဖာရံခါသူ့အကြောင်းကိုတွေးမိလို့စိတ်ထဲမှာတောကပရိဒေဝဖြစ်မယ်ကြံ့ရင်ဘုံဘုံကဒီလိုလေးပြောတာဒါလေးကိုအမှတ်ရသေးခြင်းဒါဘုံဘုံတို့တတ်နိုင်တဲ့ကုညီမှုစောင့်ရှောက်မှုကဒါပဲဒါလို့ဘုံဘုံတို့ဘာမှကုညီနိုင်တာစောင့်ရှောက်နိုင်တာမရှိဘူးအဲ့တော့စိုးရိမ်မှုကိုဘုံဘုံတို့ဆေးစားလို့ပြောင်းမှာမဟုတ်ဘူးနော်ဒါဟာတဘာဝလို့နားလည်ဖို့ဘုံရေးထားတဲ့ကျန်ရည်သူများအတွက်ဆိုတဲ့စာအုပ်လေးကိုပဲနေဖတ်ကြည့်အဲ့ဒါဘုံဘုံရဲ့ကျန်ရည်ကြတဲ့ပုံကိုယ်တွေအတွက်ကိုယ်တိုင်လည်းပဲကြံရစ်ခဲ့တဲ့အနေအထားမှာနေခဲ့ဘူးတယ်လေအဖေသေးတုန်းကဘုံဘုံကြံရစ်ခဲ့တာအမေသေးတုန်းကဘုံဘုံကြံရစ်ခဲ့တာကိုယ့်ရဲ့စိတ်နှလုံးကိုတတ်တာအောင်ကိုယ်ဘလို့လုံးကိုယ်တိုင်ပဲလှုပ်ရတယ်ဘယ်သူမှလာလှုပ်မပေးနိုင်ဘူးအဲ့ဒီမှာဘုံဘုံအတွေးတွေကိုအဲ့ဒါချပြီးတော့ရေးထားတာလူတွေကပျက်စီးသွားပြီသေသွားပြီဆိုရင်မကောင်းဘူးဒါပဲမြင်တယ်ကောင်းတာကိုမမြင်ဘူးအမှန်သေသွားတော့ကောင်းတာတွေအများကြီးရှိတယ်သေသွားတော့ကောင်းတာအများကြီးရှိတော့သဘောတူပါမလားတော့မသိဘူးဘာကောင်းတာတော့ဘုံဘုံရဲ့သေသွားရှိုးပြောမယ်နော်တေးသွားသူနဲ့ပတ်သက်ပြီးတော့ဘာမှပူတယ်မရှိတော့အေးသွားဘိုးတို့ဖွားတို့ကြတော့အဲ့လိုပြောလို့ဖြစ်ပါမလားကျုပ်ကကားပေါ်မှာစဉ်းစားခဲ့တယ်တို့ဒီသမီးလေးဆုံးသွားတယ်သူမရှိတော့အေးသွားပြီလို့ပြောလို့ရပါမလားရသေးတာပဲဘယ်ချိန်မှရမလို့သူတို့ကွယ်လွန်လိပ်စာရောက်တဲ့အချိန်မှာငါသမီးလေးကြံရစ်တယ်ဆိုတဲ့အတွေ့နဲ့မကြံရစ်တော့ဘူးဆိုတဲ့အတွေ့ဘယ်ဟာပို့ပြီးတော့အေးချမ်းစီမလို့မရှိတော့ဘူးလေပူစရာမရှိတော့ဘူးလေကျင်းရင်ငါသမီးဘယ်လိုများနေရမလဲဆိုတဲ့အတွေ့လာအောင်မယ်နော်အခုအဲ့ဒီချိန်မှာပူရမဲ့ပူအခုကြိုးပြီးတော့မလုပ်တာတော့ပူလိုက်တာဟိုအတွေးကားပေါ်မှာတွေးလာအော်အကုန်လုံးကတိတ်မကွာပါဘူးညီမြချင်းနေကြီးသွားနေတာအခုပူရတော့လဲနောင်မပူပါဘူးပေါ့အခုမပူရတော့လဲနောင်ကြတော့ပူရမှာသဘောပေါက်ရဲ့လားအဲ့ဒီဥစ္စာနော်စဉ်းစားကြည့်နော်ဒါမှမဟုတ်အရာအလုံးမှာအကောင်းဆိုးဆိုတာသူ့အတိုင်းတန်နဲ့သူဘာလုပ်နေတော့တွဲနေကြတယ်ဒါကိုဘုံဘုံတို့မြင်ရမယ်နောက်ဆုံးတော့ဒီစကားလေးပဲအကျုံးဝင်တာပါပဲအမှန်တရားကိုမြင်ရင်မြင်တဲ့လောက်တောကပတိတွေကနဲမယ်အမှန်တရားအများကြီးပဲမြင်ကြည့်အခုဘုံဘုံပြောတဲ့အားလည်းအမှန်တရားပဲမဟုတ်လားစဉ်းစားကြည့်နော်ဘုံတို့ကမာနရဲ့အမြင်နေနဲ့ပဲနေကြတာများဒီလိုပြောရင်တော့ခံနိုင်မှာမဟုတ်ဘုံတို့တက္ကရာဘကတန်ရုပ်ပါဠိတော်ထဲမှာမာနကမြတ်စွာဘုရားကိုလာလျှောက်တာရှိသားသမီးရှိတဲ့လူဟာသားသမီးရှိတဲ့အတွက်ကြောင့်ကြည်နူးရတဲ့နှစ်သက်လူကနွားတွေကြောင့်နှစ်သက်ရတယ်နွားမွေးထားတာရှိခေတ်ကတော့နွားအဓိကမွေးကြတာဟုတ်လားပိုင်ဆိုင်မှုတွေများရင်အဲ့ဒီပိုင်ဆိုင်မှုတွေကြောင့်ကြည်နူးရတယ်နှစ်သက်ရတယ်ချမ်းသာရတယ်တဲ့ဘယ်သူပြောတာလဲမနက်ပြောတာနော်အဲ့တော့မြတ်စွာဘုရားဘာပြောတော့သားသမီးရှိတဲ့လူဟာသားသမီးကြောင့်ပူရတယ်လောင်ရတယ်ဆင်းရဲရတယ်တဲ့ရွက်ပြောတာမဟုတ်ဘူးနော်နွားတွေရှိတဲ့လူဟာနွားတွေကြောင့်ပူရတယ်ပင်ရတယ်ဆင်းရဲရတယ်ပူလောင်ရတယ်ပစ္စည်းတွေအများကြီးပိုင်ထားအဲ့ဒီပိုင်နာတွေကြောင့်ပဲစိုးရင်ရလိမ့်မယ်ပူရလိမ့်မယ်လောင်ရလိမ့်မယ်တဲ့ကဲဇုဘက်ကလူတွေကရက်ကြတာများလူတွေကရှိရင်ကောင်းတယ်ဆိုတဲ့အမြင်တစ်ဖက်တွက်ထားတာဘုံဘုံကတော့မျှတတာတွေးကြည့်မနှက်ပြောသလိုရှိလို့ကောင်းတဲ့အပိုင်းလေးတွေလည်းဟုတ်ပါတယ်တခါလေးပြောရတယ်ကြည်နူးရတယ်ဒါဒီမြတ်စွာဘုရားပြောသလိုရှိလို့စိုးရင်ရပူရတာတွေကအများကြီးမရှိဘူးလားဘယ်ဟာပူများမယ်ထင်တော့မြတ်စွာဘုရားပြောတာပူများခင်ဗျားတို့ကျွတ်တို့ဘဝမှာပူနေရတာတွေအကုန်လုံးဟာမရှိတာတွေအတွက်ပူတာလားရှိတာတွေအတွက်ပူတာလားသေချာစဉ်းစားကြည့်တော့ဒီဥစ္စာကိုဟာဖြစ်ပါပြီဆိုတဲ့အစားအပူစားတော့တာပဲလောဘနဲ့ဘုံဘုံတို့ကဘောတန်တရားကိုသွားကြတာဒီလောဘကဘောတန်တရားဆက်ဖြစ်ခြင်းရဲ့အာကြီးတဲ့အကြောင်းတရားကြီးပဲသူတို့ကသစ္စာလေလောဘအခြေခံပြီးတော့ဖြစ်နေကြလို့မို့ဘုံတို့ကလောဘအမြင်နဲ့ပဲတွေးနေတာလောဘကဘယ်လိုပြောနေတာရှိမှကောင်းမှရှိမှကောင်းမှရှိမှကောင်းမှအဲ့တော့မရှိရင် तू မကောင်းဘူးပဲထင်နေတာရမ်းတာအဲ့ဒါမရှိလို့ကောင်းသွားတယ်အများကြီးသဘောပေါက်လားဘုံပြောတာ
တချို့ကမရှိမှကိုကောင်းတာနော်ဒါကဘယ်အပိုင်းကိုဘုံဘုံပြောနေတာတော့သောကပရိဒေဝနဲဖို့အပိုင်းကိုပြောတာနော်ဒါဘုံဘုံကတရားငါဒီနေ့ကတော့တရားဟောသလိုကြီးပြောတော့ပါဘူးတရားဆွေးနွေးသလိုလေးငါစိတ်ထဲပေါ်တာလေးကိုပဲလွတ်လွတ်လပ်လပ်ပြောတော့မယ်လို့အဲ့လိုလေးတွေးတာဒါကြောင့်တဏှာကြီးလည်းကချင်မှကမယ်ပေါ့နော်အဲ့တော့ဒါပါလေလို့မေးရင်သောကပရိဒေဝငြိမ်းဖို့အဲ့ဒါကိုတစ်လုံးနဲ့ချုပ်ပြောရင်သောကပရိဒေဝငြိမ်းခြင်းတယ်ဆိုရင်ဘာဖြစ်အောင်ကြိုးစားမလဲဘုံဘုံတို့အမှန်မြင်အောင်လုပ်ရမယ်